နော် challenge တစ်ခုလုပ်ကြည့်ပဲဗျာ challenge ကဘယ်လိုလဲဆိုတော့ဒီနေရာမှာဇောက်ထိုးနေပြီးတော့2မိနစ်ပြီးအောင်နေရမှာပေါ့နော်ဒီ challenge နဲ့အောင်လားမအောင်လားဆိုတော့အကုန်လုံးကျွန်တော်တို့လက်ကြည့်ရမယ် let's goမနိုင်ဘူးရာဝါဒီမနေ့ပြီးအောင်နေရလို့ရှိရင်အောက်ကွန်မန့်မှာရေးခဲ့ပေးပါနော်အဲ့တော့တက်တာနော် challenge တစ်ခုလုပ်ကြည့်ပဲဗျာ challenge ကဘယ်လိုလဲဆိုတော့ဒီနေရာမှာဇောက်ထိုးနေပြီးတော့2မိနစ်ပြီးအောင်နေရမှာပေါ့နော်ဒီ challenge နဲ့အောင်လားမအောင်လားဆိုတော့အကုန်လုံးကျွန်တော်တို့လက်ကြည့်ရမယ် let's goမနိုင်ဘူးရာဝါဒီမနေ့ပြီးအောင်နေရလို့ရှိရင်အောက်ကွန်မန့်မှာရေးခဲ့ပေးပါနော်အဲ့တော့တက်တာ